ညနဲ့တကောင်ရဲ့အချိန်မှာအိမ်အောင်တဲ့တတိကြီးတယောက်ဟာအိမ်ချေရမယ့်အမျိုးသမီးတူနဲ့တူအိတ်လေးရှိပါတယ်။သူနဲ့တူအိတ်တိုင်းအဲ့ဒီအိမ်ချေရမယ့်အမျိုးသမီးဟာကိုဝင်ရသွားလေးရှိပါတယ်။သူမရဲ့နာမည်ကတော့လီနာပါ။ဒါပေမဲ့လီနာဟာအမြဲတမ်းဒီလိုမျိုးမဟုတ်ခဲ့ပါဘူး။ရိုးတုချင်းတွေမဖြစ်ခင်တုန်းကသူမဟာအတန်းထဲမှာစာတော်ဆုံးဖြစ်တဲ့တက်မြတ်တဲ့မိန်းကလေးတယောက်ပါ။ဒါပေမဲ့သူမအသက်18နှစ်အရွယ်အထက်တန်းကျောင်းမပြီးခင်လေးမှာပဲသူမရဲ့မိခင်ကွယ်လွန်သွားခဲ့ပါတယ်။နာရေးပြီးတာနဲ့ချက်ချင်းပဲသူမရဲ့ဖခင်ဟာပရန်တာလို့ခေါ်တဲ့အမျိုးသမီးတဦးနဲ့လက်ထပ်ခဲ့ပါတယ်။လက်ထပ်ပြီးလို့ပထမဆုံးနေ့ကစပြီးပရန်တာဟာလီနာကိုရန်သူတယောက်လိုဆက်ဆံခဲ့ပါတယ်။ဒီအိမ်ကနေအမြန်ဆုံးထွက်သွားအောင်လို့အမြဲတမ်းရန်ရှာနေပါတယ်။ပြီးတော့တခြားသူတွေရှေ့မှာသူမကိုရှက်ခွဲဖို့ရတဲ့ခွင့်ရကိုဘတော်မှလက်လွတ်မခံခဲ့ပါဘူး။လီနာလေးကတော့ပြဿနာတွေကိုရှောင်ဖို့အတွက်ငြိမ်ငြိမ်လေးပဲနေခဲ့ပါတယ်။ဒါတော့မှသူမဟာအထက်တန်းကျောင်းပြီးမြောက်ခဲ့ပြီးမြို့ပေါ်တက္ကသိုလ်တစ်ခုမှာတက်ရောက်ခွင့်ရခဲ့ပါတယ်။တက္ကသိုလ်ဝင်ခွင့်စာရောက်လာတဲ့ခါမှာတော့ပရန်တာဟာအဲ့ဒါကိုလက်မခံနိုင်ခဲ့ပါဘူး။သူမရဲ့သမီးအရင်ကကြာရှုံးနေချိန်မှာလီနာအောင်မြင်သွားနိုင်တယ်ဆိုတာကိုသူမလက်မခံနိုင်ခဲ့ပါဘူး။မနာလိုဝန်တုံမှုတွေကသူမဝါမျိုးနေခဲ့ပါပြီ။ပရန်တာဟာရက်တရအစီရင်တွေလှုပ်တဲ့အမျိုးသမီးတယောက်စီသွားပြီးလီနာရဲ့အနာဂတ်ကိုဖျက်ဆီးပေးဖို့တောင်းဆိုခဲ့ပါတယ်။အဲ့ဒီမတိုင်ခင်ကပရန်တာဟာတခြားမျိုးသားတယောက်စီသွားခဲ့ပေမဲ့သူကတော့ငင်းဆန်ခဲ့ပါတယ်။သူကလီနာကိုသိတယ်။သူမမှာကောင်းမွန်တဲ့စိတ်ထားရှိတယ်လို့ပြောခဲ့ပြီးမင်းတီမိန်ကလေးကိုဒုက္ခပေးရင်အဲ့ဒီဒုက္ခကမင်းစီကိုပြန်လာလိမ့်မယ်လို့တတိပေးခဲ့ပါတယ်။ပရန်တာကတော့ပြုမဆိုင်ခဲ့ပါဘူး။သူမကိုလက်ခံပြီးအောက်လန်းနဲ့လှုပ်ပေးမဲ့သူကိုဆက်ရှာခဲ့ပါတယ်။လီနာဟာကောလိပ်အတွက်အစီအစဉ်တွေအပြည့်စိတ်လှုပ်ရှားမှုတွေနဲ့သူ့ရဲ့အိတ်တွေကိုပြင်ဆင်ခဲ့ပေမဲ့သူမဟာကျောင်းဆောင်ကိုဘတော်မှရောက်မလာခဲ့ပါဘူး။လမ်းတဝက်တနေရာမှာတခုခုဖြစ်သွားပါတယ်။သူမဟာရုတ်တရက်ထိန်ချုံမှုကင်းမဲ့သွားပြီးထူးထူးဆန်းဆန်းတွေစတင်လောက်လာပြီးဥတီချက်မရှိပဲလမ်းလျှောက်သွားနေပါတယ်။လူတွေစုယုံကြည့်နေချိန်မှာတော့သူမဟာအသိစိတ်လုံးဝကိုပျောက်ဆုံးသွားခဲ့ပါပြီ။ထက်မြက်တဲ့အသက်18နှစ်အရွယ်မိန်းကလေးဟာလမ်းတွေပေါ်မှာလေလွတ်နေတဲ့အိမ်ချေရမယ့်အမျိုးသမီးတစ်ယောက်ဖြစ်သွားပါတယ်။ခုနှစ်နှစ်ကြာသွားခဲ့ပါတယ်။မြို့ထဲကလူတိုင်းကတော့လီနာကိုဝက်ရှော့နားမှာနေတဲ့အမြဲတမ်းညစ်ပတ်နေပြီးတယောက်တည်းစကားပြောနေတတ်တဲ့တံတားအောက်မှာအိတ်တဲ့အမျိုးသမီးတယောက်ဖြစ်သိကြပါတယ်။ဒါပေမဲ့အမျိုးသားတအုပ်ကတော့သူမကိုအမြဲတမ်းစောင့်ကြည့်နေခဲ့ပါတယ်။သူကတော့အိမ်နောက်တဲ့ဖြစ်ပြီးအားလုံးကလေးစားရတဲ့တထေးကြီးသောမတ်စ်မှာသူ့ရဲ့လျှို့ဝှက်ချက်ကတော့သူဟာကလေးမရနိုင်တာပဲဖြစ်ပါတယ်။သူဟာအခြားအမျိုးသမီးတော်များများနဲ့ကလေးရအောင်ကြိုးစားခဲ့ပူးပေမဲ့မအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့လီနာနဲ့တွေ့တဲ့ခါမှာတော့အဲ့လိုမဟုတ်တော့ပါဘူး။ညဘက်ဆိုရင်လီနာနေတဲ့နေရာကိုသူသွားလို့ရှိတယ်။တထေးကြီးကလီနာအတွက်စားတောက်တွေရှူလာပြီးတယ်။သူမဘေးမှာထိုင်နေမိနစ်အနည်းငယ်လောက်ကယူဆိုင်ဟန်ဆောင်ပြီးနောက်မှာတော့သူမကိုခွင်ကောင်းရှုအမျက်ထုတ်ခဲ့တယ်။ပြီးတော့လီနာဟာကိုဝင်ရသွားခဲ့ပါတယ်။အရာအားလုံးကိုဖုံးကွယ်ထားဖို့အတွက်သောမတ်စ်ဟာအဲ့ဒီရက်ွက်ထဲကစက်ပြင်ဆရာတယောက်ကိုငွေပေးပြီးလီနာကိုစောင့်ကြည့်စောင့်ရှောက်ခိုင်းထားခဲ့ပါတယ်။သူမကလေးမွေးခါနေချိန်မှာသူတို့ကသူမကိုဆေးရုံခေါ်သွားကြတယ်။ကလေးလေးမွေးဖွားလာခဲ့တယ်။သူနာပြုတွေကကလေးကိုသောမတ်စ်လက်ထဲကိုထည့်ပေးလိုက်တယ်။လီနာကတော့ဘာမှမဖြစ်ခဲ့တယ်လို့မျိုးလမ်းမတွေပေါ်ကိုပြန်သွားခဲ့ပါတယ်။တထေးကြီးရဲ့စနေကလိုရီယာကတော့ကိုဝင်ရှိချင်အောင်ဆောင်ပြီးကလေးမွေးဖို့အငားကိုဝင်ဆောင်တယ်လို့ပြောပြီးအဲ့ဒီကလေးကိုသူမရဲ့ကိုပိုင်ကလေးဖြစ်ပြသခဲ့ပါတယ်။ဒီလိုမျိုး၃ချိန်တန်းတိုင်းဖြစ်ခဲ့ပြီးကလေး၃ယောက်ရခဲ့ပါတယ်။ပြီးတော့လီနာဟာသူမရဲ့ကလေးတွေဆိုတာဘယ်တုန်းကမှမသိခဲ့ပါဘူး။အဆက်ကိုတီးဖို့ Lina's Terrapatu လို့ comment မှာရေးပေးပါအောင်နော်။